ယောဂဝေဒနာမတက်တာလာပဲပိုဆိုးလာကလမ်းတောင်မလျှောက်နိုင်တော့ကြောင်းပြိသက်တွေကိုအတိပေးလာတဲ့သက်မွန်မြင့်မင်္ဂလာပါတငယ်ချင်းလေးတို့ရေသူမခံစားနေရတဲ့ဝေဒနာတွေကအရန်ကိုပြင်းထန်ကြောင်းဗီဒီယိုနဲ့တကွအတိပေးလာခဲ့ပါတယ်သက်မွန်မြင့်ဆိုတာကတော့တစ်ချိန်ကရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့လက်ချက်ချပြီးတော့အပြုံးချွတ်ချိုလေးတွေနဲ့ပြိသက်ရဲ့ရင်တွေကိုဖန်ဆားနိုင်တဲ့မင်းသမီးကောင်းတူပါဒါပေမဲ့အခုချိန်မှာဆိုလို့ရှိရင်သက်မွန်မြင့်ဟာလမ်းတော်မလျှောက်နိုင်တော့တဲ့ဒီဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရပါတယ်သက်မွန်မြင့်ဟာမြန်မာပြည်မှာအကယ်ဒမီဆုရှင်ထိပ်တန်းမင်းသမီးကြီးတစ်လက်ဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူမရဲ့ကျန်းမာရေးအခြေအနေကြောင့်နားယူခဲ့ရတာပါသက်မွန်မြင့်ဟာဆိုရင်တော့ဖြင့်သွေးလေးဖက်နာယောဂကိုခံစားနေရတာကြောင့်အိယာထဲမှာဘုံဘုံလဲနေခဲ့ရပါတယ်ဒီယောဂကတာမန်ယောဂမျိုးမဟုတ်ဘဲနဲ့လူကိုလမ်းမလျှောက်နိုင်တဲ့အထိကိုဒုက္ခပေးတာပါလက်တလောထွက်လာတဲ့ဗီဒီယိုဖိုင်တွေအရသက်မွန်မြင့်ဟာကိုယ်တိုင်အားပြုပြီးတော့လမ်းမလျှောက်နိုင်တော့ပဲခင်မွန်းဖြစ်သူရဲ့အကူအညီနဲ့လမ်းလျှောက်နေခဲ့ရပါတယ်ပိုပြီးစိတ်မကောင်းဖြစ်ဖို့ကောင်းတာကတော့သူမရဲ့ခန္ဓာကိုယ်ဟာရန်ခဖန်ကမီးနဲ့အနှိုက်ခံနေရတယ်လို့မျိုးတောက်လောင်ပြီးတော့နာကျင်နေတာပါအဲ့ဒီဝေဒနာတွေကိုမခံနိုင်လို့တကူလုံးကိုကြီးခဲတွေကပ်ပြီးတော့ဝေဒနာကိုအန်တုနေရပါတယ်။သွေးလေးပတ်နာယောဂါဟာတစ်နေ့တခြားပုံမှုဆိုးရွားလာပြီးခံစားနေရကြောင်းကိုလည်းသက်မွန်မြင့်ကပြောပြခဲ့တာကြောင့်ပရိသတ်တွေကသူမအစားစိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။ဒီယောဂါကိုကုသဖို့အတွက်သက်မွန်မြင့်ဟာထိုင်းနိုင်ငံချင်းမိုင်မြို့မှာနေထိုင်ပြီးတော့ကုသမှုခံယူဖို့နေထိုင်နေတာကြာခဲ့ပါပြီ။သက်မွန်မြင့်ဟာမိမိမွေးရမီမြန်မာနိုင်ငံမှာသာပျော်ပြီးတော့တိုင်းတစ်ပါးနေပြီးထိုင်းနိုင်ငံမှာမပျော်နေတာကြာခဲ့ပါပြီ။ဒါကြောင့်ပဲသက်မွန်မြင့်ဟာမြန်မာနိုင်ငံကိုပြန်ကျင်တဲ့လုံတွေကိုပြန်အလုပ်ချင်တယ်ဆိုပြီးတော့မကြာခဏလူမှုကွန်ရက်ကနေပြောပြလေးရှိပါတယ်။သက်မွန်မြင့်ရင်ဖွင့်တိုင်းလဲပရိသတ်တွေကစိတ်မကောင်းဖြစ်ကြရပါတယ်။ဝေးကြီးထက်အမှုပညာကိုသာယူသွတ်ခဲ့တဲ့သူမကတော့အခုဆိုလို့ရှိရင်ယောဂဝေဒနာကိုခံစားနေရတာကြောင့်စိတ်သွားတိုင်းကိုမပါဖြစ်နေပြီးတော့အကယ်ကိုတနာဖို့ကောင်းနေခဲ့တာပါ။အမှုပညာကိုယူသွတ်တဲ့သူတယောက်ကအခုလိုမျိုးဘာမှမလုပ်နိုင်ဖြစ်နေတာကအရှင်လျက်နဲ့သေတယ်လို့ပဲလို့သူမမကြာခဏပြောလေးရှိပါတယ်ခုလိုမျိုးမှောင်မိုက်နေတဲ့သက်မွန်မြင့်ရဲ့ဘဝမှာမိအိမ်ရှင်လေးဖြစ်တည်ရှိနေတဲ့သူကတော့ခင်မွန်းဖြစ်သူကိုစစ်နိုင်ပါခင်မွန်းတဲ့ကိုစစ်နိုင်ကသက်မွန်မြင့်အောင်မြင်နေချိန်မှာကောချရှုံးနေချိန်မှာကောအနားကနေတဖွာမှမခွာပဲသက်မွန်မြင့်ကိုပြုစုဆောင်ရှောက်ပေးနေပါတယ်သက်မွန်မြင့်ရဲ့ဝေယဝစ္စအဝဝကိုမငြီးမညူလုပ်ပေးနေတဲ့သူလည်းဖြစ်တယ်လို့ခင်မွန်းကောင်းတယောက်ဆိုလည်းမမှားပါဘူးမင်းအရင်လိုမတော်လက်တော့ပဲမဲ့ကြမ်းကြမ်းမာမာနဲ့ပျော့ပျော့ရွှင်ရွှင်ရှိနေဖို့လိုတယ်လို့ကိုစစ်နိုင်ကသက်မွန်မြင့်ကိုအားပေးစကားလဲဆိုထားပါတယ်ခင်မွန်းတဲ့ရဲ့အားပေးစကားကအစွမ်းထက်တဲ့စေးဝါးတွေထက်တောင်ပိုပြီးတော့ကိုသက်မွန်မြင့်အတွက်အားဖြစ်စေခဲ့ပါတယ်သက်မွန်မြင့်ကိုအစားအစာပြင်ပေးစေးတိုက်ရုံကမကသားသမီးတွေရဲ့ဝေယဝစ္စတွေပါမိခင်နေရာကိုဖခင်နေရာကိုပါတာဝန်ယူနိုင်တဲ့ကိုစစ်နိုင်ဟာဆိုရင်တော့ဖြင့်အမခမ်းပဲဖြစ်နေပါတယ်မျိုးသားတွေရဲ့စံပြအမျိုးသားတစ်ယောက်လည်းဖြစ်နေပြန်ပါတယ်မျိုးသမီးတွေအားကြရတဲ့ခင်မွန်းကောင်းတစ်ယောက်လည်းဖြစ်နေပြန်ပါတယ်သက်မွန်မြင့်ကသူမခံစားနေရတဲ့ယောဂဝေဒနာတွေကိုမဖုံးကွယ်ပဲပေါ်ပေါ်ထင်ထင်ပွင့်လင်းမြင်သာစွာချပြနေတာကတူယူစရာပါကြံ့ကြံ့ခိုင်ပြီးရင်ဆိုင်နေတာကလည်းတကယ်ကိုလေးစားဖို့ကောင်းနေပါတယ်ယောဂဝေဒနာကြောင့်သူမရဲ့ခန္ဓာကိုယ်ကအားနည်းနေပေမဲ့သူမရဲ့သားသမီးတွေအတွက်ဆိုလို့ရှိရင်သူမကမျက်မှော်တောင်လိုမျိုးအားမှန်အပြီးနဲ့အရှိမမမန်ရက်တည်ပေးနေပါတယ်။ဒါကျင်မှုတွေကိုမငြီးမညူပဲကြမ်းကြမ်းခိုင်ရင်ဆိုင်နေတာကသူမရဲ့အမှုပညာကိုချစ်တဲ့စိတ်နဲ့ပရိသတ်တွေကိုချစ်တဲ့စိတ်ကြောင့်ဒီလိုစိတ်သက်ကြံ့ခိုင်တဲ့အမှုပညာရှင်တယောက်အတွက်ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်မှုကတော့နားလေစာနာမှုနဲ့အားပေးစကားတွေပဲဖြစ်ပါတယ်။သက်မွန်မြင့်ခန္ဓာကိုယ်မှာယောဂဝေဒနာတွေခံစားရပေမဲ့စိတ်ထက်ကတော့ရှုံးနေခြင်းမရှိပါဘူးကြံ့ကြံ့ခိုင်ရင်ဆိုင်နေပြီးတော့အမှုပညာလောကတွေကိုပြန်လာခြင်းနေသူတူပါသက်မွန်မြင့်ဟာယောဂဝေဒနာတွေခံစားနေရပေမဲ့အင်တာနက်ပေါ်မှာဆိုလို့ရှိရင် TikTok လေးတွေဆော့ဖြစ်ဂိမ်းလေးတွေဆော့ပြီး post ကတ်လေးတွေပါလုပ်နေပါတယ် Facebook မှာဆိုလို့ရှိရင်လည်းပျော်ရွှင်မှုကောင်းတဲ့ပုံရိပ်လေးတွေဝေမျှလျက်ရှိပါတယ်ပရိသတ်တွေရဲ့ချစ်တော်သက်မွန်မြင့်ကသွေးလေးပတ်နာယောဂကိုအန်ကျိတ်ပြီးတော့ရင်ဆိုင်နေတယ်လို့သက်သာလာလို့ရှိရင်တနေ့ပရိသတ်ထံမှပြန်ရောက်လာမဲ့စိတ်သက်ကြံ့ခိုင်တဲ့မျိုးသမီးလေးတူပါခုကြည့်နေတဲ့သတင်း TV channel ရဲ့ပရိသတ်တွေရောသက်မွန်မြင့်ကိုနေပြန်ကောင်းလာဖို့နဲ့တနေ့မြန်မာနိုင်ငံကိုပြန်လာပြီးတော့အမှုပညာလုပ်ငန်းတွေကိုပြန်လုပ်ကိုင်နိုင်ဖို့ဆုတောင်းပေးသွားကြပါဦး